ကဲမနေ့ကဝယ်လာတာဒါဘယ်နှကီလိုပါလဲ3.6 kg ရှိရပါတော့ဒါ3.6 kg ရှိပါတယ်ဒီဟာကိုunboxing လုပ်မယ်တူတူအနံ့တော့ထွက်နေပြီတညာလုံးလဲဒီအနံ့နဲ့အိမ်မရဘူးအနံ့တော့ထွက်နေပြီပေါ့နော်ဒါကတော့လုပ်ပါမယ်ဘလုံးကလည်းကြီးရယ်မနေ့ကမနိုင်မနေခွဲရမယ်အမလေးရှိသမျှအတွင်းအကုန်ထုတ်ပြီးရဲ့နောက်မှာပေါ့နော်ဗီဒီယိုရှိသွားမှာဆိုလို့ရှိသမျှအတွင်းကုန်ထုတ်လိုက်ပါတယ်ဒီလိုပြရအောင်တင်တယ်အနံ့လေးတညာလုံးအိမ်မရအောင်ရမ်းနှိမ့်ဆက်တာအနံ့ဆိုလားဒီမှာအစ်ဆက်ခွဲပြမယ်နော်ဒီမှာနော်စီတတေတာမြမြမွန်ထောင်းစားကြပါဦးရှင်ကဲဦးပြဆုံးတော့ကနေကြည့်လိုက်တန်ကြည့်ပြီးလို့ကျေးဇူးပါရှင်လေသူရင်းဒီရောင်းစားရင်တော့မလွယ်